ကဲအားလုံးပဲတူတီချစ်သူများအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့21ရက်3လ2025ခုနှစ်တောက်ကြနေ့12နာရီ10မိနစ်ဈေးအတွက်နော်ခဏလေးပြပေးမယ်ခဏလေးပြပေးမယ်ဆိုပထမဆုံးကျွန်တော်ကဘာကြပြပေးလဲဆိုတော့နေကုန်ကြီးမနေ့နေကုန်ကြီးကနှစ်တလုံးကြီးပါညနေပိုင်းအခုလဲ836ကီနေကုန်ကျင်းတီတစ်လုံးမဟုတ်တစ်လုံးညှိပြရမှာဖြစ်ပါတယ်နေကုန်ကစားဖို့တော့ကီက836ကီဒီတမနက်စာဝမ်းချိန်ကကျွန်တော်က6နှစ်ဝမ်းချိန်ပါဒါဒီတမနက်စာတောက်ကြနေတမနက်စာအတွက်ဝမ်းချိန်က6နှစ်ဝမ်းချိန်ပါကျွန်တော်အခုအကွက်ကလေးတွေအကုန်စီထားတယ်အကုန်လုံးတက်နိုင်ဆုံးကလင်နာရတဲ့ဟာရောဒီတွက်ဆိုင်တွေရတဲ့ဟာအကုန်လုံးခြုံငုံပြီးတော့အကွက်တွေခြုံထားတယ်ထိုးနိုင်တဲ့သူကအကုန်ထိုးမထိုးနိုင်တဲ့သူကအဲ့အကွက်အများကြီးတွေကမှ main ကွက်အကောင်းလေးတွေကိုကျွန်တော်ရွေးထုတ်ပေးမယ်အဲ့လားလေးကိုပဲထိုးဟုတ်ပြီလားနော်ကျွန်တော်ကွက်လေးစီပြပေးမယ်68 63 65 28 23 26 20 24 60 64 95 93ဟုတ်လားအားလုံးပေါင်းမနေ့ကလိုပဲ12ကွက်ရှိပါတယ်ဒါအကုန်လုံးကိုတွက်ဆိုင်ကရှာရှိသမျှတွေအကုန်လုံးကိုပြေးမလို့အောင်ချုပ်ပြီးတော့ပြီးထားတဲ့ကဏ္ဍ12ကွက်အဲ့တော့ထိုးနိုင်တဲ့လူက12ကွက်စလုံးထိုးဒါပေမဲ့ဒဲမထိုးနဲ့အာထိုးပြီးဟုတ်လားနော်အာထိုးပြီးအများကြီးထိုးစရာမလိုဘူးတော့တောက်ရနေဖြစ်တဲ့အတွက်ခပ်ပါးပါးလေးပဲစော့ထားအရင်20နှစ်ရလဲ main ကွက်အောင်ထားတယ်တနေ့တိုင်း28နှစ်ရလဲအောင်ထားတယ်အဲ့တော့ကိုလူတွေကစလာတွေကမြက်ပြီးသွားပြီပြီးတော့တပတ်စာအတွက်ပတ်တီးလာပြီးမန်ပါဝင်နေရမန်ပါဝင်နဲ့လာဝယ်သွားတဲ့ပတ်တီးသမားတွေက3ည2ကြိမ်တောင်ထွက်ထားတယ်ဟုတ်လား3ညပတ်တီးပေးတာ3ည2ကြိမ်တောင်ထွက်ထားတယ်မြက်သွားပြီ3ည4တောင်တစ်ခေါက်ရတယ်3ည2တောင်တစ်ခေါက်ရတယ်3ည2တောင် main ကွက်ပါထိတာ main ကွက်ပါထည့်အောင်သွားတာနော်3ညပတ်တီး2လုံးမိုင်နဲ့ main ကွက်ပါထည့်အောင်သွားတာဟုတ်လားအဲ့တော့ပတ်တီးသမားတွေလည်းရပြီ main ကွက်သမားတွေလည်းရပြီဆိုတော့တောက်ကြနေရောက်ပြီအမြတ်တွေလည်းမြတ်နေပြီဆိုတော့ခါပါပါလေးပဲကစားပြီမှာအလုံးပေါင်း12ကွက်အားထိုးပေးရမယ်ထိုးနိုင်တဲ့သူကအကုန်ထိုးထိုးနိုင်ကြမှာဘာကြောင့်လဲဆိုတော့မြတ်ထားပြီဟုတ်လားအများကြီးတော့မလုံနဲ့နော်ဒီဟာတွေအကုန်ထိုးဆိုတာထိုးရင်းကြည်အောင်ထိုးကွက်လေးတွေပြန်အောင်ဆိုပြီးတော့ထိုးခိုင်းတာတာကြီးမလုံနဲ့အကုန်လုံးမထိုးနိုင်တဲ့လူကကျွန်တော်ဒီထဲမှာရောအပြင်ကအကွက်ကလေးလည်းပါမယ်ဆိုတော့ main ကွက်3ကွက်ပဲထုတ်ပေးမယ်3ကွက်ပဲထိုးနိုင်လို့ main ကွက်3ကွက်ကိုတင်ထိုးကျန်တဲ့ကွက်လေးတွေကိုရန်ပြီးထိုးပြီဟုတ်လားနော်ကျွန်တော်ဒီထဲက main ကွက်3ကွက်ကကျွန်တော်ကဘာပေးမလဲဆိုတော့ဒီထဲမှာမပါတဲ့တစ်ကွက်ရှိဘာလဲဆိုအကုန်လုံးမသိရ309ဒါ main ကွက်309เนาะနောက်တစ်ခုဒီထဲမှာနောက်တစ်ခုထပ်ပါတာဘာဖြစ်လဲဆိုတော့63ဒါကကျွန်တော်ကြိုက်တဲ့ခဏန်းလေးတွေဟဟလားเนาะ63နောက်တစ်ခုက24เนาะဒါကကျွန်တော်ကြိုက်တဲ့ခဏန်း3ကွက်ဟုတ်လားကြိုက်တဲ့ခဏန်း3ကွက်ဟုတ်ပြီအဲ့လိုမဟုတ်သေးဘူးကျွန်တော်အခုနေနောက်တစ်ခွက်ထပ်ထည့်ခြင်းသေးတယ်ဆိုလဲကျွန်တော်ထည့်ပေးလို့ရသေးနောက်တစ်ခွက်ကဘာကြိုက်မလဲဆိုကျွန်တော်ဘရိတ်6ကိုကြိုက်နေတယ်ဘရိတ်6ကိုကြိုက်နေတယ်မနက်ဈေးရလဲ36လို့ထွက်ထားတယ်ဟုတ်လားဒီကဏ္ဍလေးကတော့မဖြစ်မနေထိုးရမှာ36ကတော့နည်းနည်းလေး60ကနည်းနည်းလေးပဲရမ်းမယ်ဒီ3ခွက်ကိုတော့ main အနေနဲ့ထိုးမယ်ဒါလေးကိုတော့ရမ်းပေးဟုတ်လား main ကြိုက်တာ3ခွက်ရမ်းကြိုက်တာ60တကွက်တည်းထိုးရင်လည်းထိုးမထိုးရင်လည်းနေ60ကဘာကြောင့်လဲဆိုတော့မနက်ဈေးထွက်ပြီးသားကြီးဖြစ်နေလို့ဟုတ်လားနော်ဟုတ်ပြီကျွန်တော်ပြန်မယ်21ရက်3လ2025တောက်ကြနေ12နာရီ10မိနစ်ဈေးအတွက်ကကျွန်တော်ရဲ့ဒီကီးကနေကုန်ပါနေကုန်ကီးက836ကီးကို6နဲ့1ချိန်နဲ့အားလုံးပေါင်းခဏန်း12ကွက်ထုတ်ပေးထားတယ်ထိုးနိုင်တဲ့သူကအကုန်ထိုးမထိုးနိုင်တဲ့လူက main ကွက်နဲ့ရန်ကွက်လေးကိုပဲထိုးပေးเนาะခပ်ပါပါပဲလောက်အများကြီးမလုံနဲ့နောက်ဆုံးနေ့ဖြစ်တဲ့အတွက်မြက်ပြီးနေပြီအရင်ရှေ့ပွဲတွေမှာဟုတ်လားလုံးမိုင်းတွေလည်းမြက်ပြီးပြီ main ကွက်တွေလည်းအောင်ပြီးပြီเนาะမန်မာသမားတွေကတော်တော်လေးမြက်နေပါပြီအဲ့တော့12ကွက်ကိုထိုးမယ်အာထိုးခပ်ပါပါပဲလောက်အရင်ကြည့်အောင်เนาะဒါလေးပဲနည်းနည်းတင်လို့ချင်းဆိုခပ်ပါပါလေးပဲတင်ထိုးပေးဟုတ်လားပေါင်ငွေလည်းမတောင်းထားဘူးဘေးလည်းကြုံမတောင်းဘာမှမတောင်းထားဘူးဒါရတဲ့ site ကလေးကိုပဲ free တင်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဒီ YouTube channel လေး free တင်ပေးတာဖြစ်ပါတယ်
တစ်ချက်ချက် YouTube channel လေးကတိတ်ပြီးတော့ဟိုမဖြစ်ချင်ဘူးเนาะ backup channel လေးကျွန်တော်တခုထောင်ထားတယ်ပြီးတော့ကျွန်တော် logo လေးပြင်ပြောင်းမှာဖြစ်ပါတယ်เนาะYouTube channel ကချက်ချက်ရိုင်းကြက်ကြသွားတယ်အဲ့တော့ဘန်းခံမှာဆိုလို့ကိုလူတွေဆက်ပြတ်သွားမှာဆိုလို့ကျွန်တော်ရဲ့နောက်ထပ် channel လေးတစ်ခုကိုကျွန်တော်ဒီဖုန်းကနေပြပေးမယ်เนาะဒီ channel လေးเนาะဒီ channel 2D Lucky Go Star channel Lucky Go channel เนาะဒါလေးကိုဒီမှာ 2D Lucky Go channel ပြီးတော့ -P7G ဒါလေးကို YouTube ကနေလည်းရိုက်ရှာပြီးတော့လည်း subscribe လုပ်ထားနိုင်တယ်ဒီမှာလည်းနေ့စဉ်နေ့တိုင်းတင်ပေးထားပါတယ်အခုတင်တဲ့ဗီဒီယိုလည်းကျွန်တော်ဒီမှာပဲပြန်တင်มาဖြစ်ပါတယ်เนาะဒါလေးကတော့ bucket channel လေးဖြစ်ပါတယ်နောက်တစ်ခု 3D အရင်ဘက်ကထွက်ထားတဲ့ 3D လုံးဝကွက်တီကိုဗျာလုံးတူမအားခိုင်းမဲ့ကိုလူတွေအားနာလို့မအားခိုင်းမဲ့ဒဲကြီးပေးလိုက်တာအာပြီးထွက်သွားလုံးလူတွတ်ပဲရကြတယ်เนาะအဲ့ဒီကလင်နာ site တိုင်းပဲဒီတစ်ပတ်ချဲထွက်မနေကြရင်လုံးမိုင်တက်ကွက်ကောင်းထပ်ရမယ်ဒါပေမဲ့အာတော့ထိုးပေးရမယ်အဲ့တော့အဲ့ဒီလုံးမိုင်တက်ကွက်ကောင်းဒီ channel လေးမှာတင်ပေးမယ်ဒီ channel လေးကို subscribe လုပ်ပေးထားပါ share လို့ရတဲ့နေရာနေ share ပေးထားကြပါเนาะဟုတ်လားဒီ comment box လေးမှာလည်းဒီ Telegram sorry ဒီ YouTube channel message box မှာလည်းကျွန်တော် channel link လေးကိုလည်းပေးထားပါမယ် Telegram channel link လေးကိုလည်းပေးထားပါမယ် Viber ဖုန်းနံပါတ်လေးတက်ထားခဲ့မယ်အချိန်မီလာပြီးတော့မေးလို့ရတယ်ပြောလို့ရတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ဒီမနက် main quality နဲ့အောင်မိမိထိုးတဲ့ဒိုင်းကနေငွေအများကြီးထုတ်နိုင်ပါစေလို့ကျွန်တော်ကိုပိုင်မူရင်းကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်